လီငွန်းတော်တဲ့စရောက်လာပြီးတော့လီငွန်းလေးတွေကငုတ်တုတ်လေးတွေနဲ့သေးသေးလေးတွေနဲ့သီးနေတာသေးသေးလေးတွေနဲ့သီးလေးတွေတော့အများကြီးရှိတယ်နော်ဒါပေမဲ့အလုံးလေးတွေကသေးတယ်သေးပြီမလို့မဆိုးဘူးနော်အေးဟာလီတဲ့ဘလူးဘယ်ရီလည်းနည်းနည်းရောတယ်နည်းနည်းမှတ်တမ်းတင်ကြည့်တာလေတော်ရဲရောက်တဲ့အခါဒီမှာဘလူးဘယ်တဝက်လီငွန်းတဝက်မှတ်တမ်းတင်တာလေโอเคပါဟုတ်ပါပဲနည်းနည်းမှတ်တမ်းတင်တဲ့သဘောပါပဲတဲ့ဒီလောက်ပဲတော့ပါပြီ